prio 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 ဆိုတာတွက်လက်တာပြောတာပေါ့နော်တွက်လက်တာကို prio နော်တွက်လက်တယ်ပေါက်ပါတယ်တွက်လက်တာမျိုး prio နော်အဲ့တော့ပေါင်းတဲ့ခါကျရင်ပေါ်ရောအီယာဝ prio တွက်လက်တီပေါ့နော်ပေါ်ရောအီယာဝ prio prio တွက်လက်တီနောက်တစ်ခုကကြတော့အဲ့ဒီဟာနဲ့အတန်ခတ်ဆင်ဆင်ပေါ့နော်ဒါပေမဲ့မိုက်ထုတ်တင်လိုက်တယ် prio prio ဆိုတာချင်တာကိုပြောတာပေါ့နော် prio ချင်တယ်ပေါ်ရောအီယာဝ prio မိုက်ထုတ် prio ချင်တီနော်မာတရတီတို့နော်တမ်ပြာတီတို့ချင်တာများပေါ့နော် prio အဲ့ဒါမျိုးပေါ့နော်အဲ့ဒါမျိုးကို prio လို့အတန်ထွက်ပြရနော်အဲ့ဒါကိုဆရာပြန်ပြီးတော့ပေါင်းပြမယ်ပေါ်ရောအီယာဝ prio မိုက်ထုတ် prio ချင်တီပေါ်ရောအီယာဝ prio မိုက်ထုတ် prio ဒီမှာဒီစာလုံးပေါင်းတဲ့ခါကျရင်ဘယ်လိုပေါင်းပေးရမလဲဆိုတော့ b တွဲဖြစ်တဲ့ကျန်တာ pop ဒီ pop လာနဲ့ raw ရကပေါ်နဲ့ raw နဲ့က b တွဲဖြစ်တဲ့ကြောင့်ကိုပေါ်နဲ့ raw နဲ့အရင်ကိုဖတ်ပေးရတယ်ဖတ်ပေးပြီးတော့ဘာဖြစ်လဲဆိုတော့တရကိုဖတ်ပေးရတယ်တရကစရ ear နောက်ပြီးတော့မှ word ကဒီနောက်မှာပါလာတဲ့ make ကိုဖြစ်တဲ့ကြောင့်မို့အတဖြစ်တဲ့ကြောင့်မို့ make ကိုထပ်ပေးတယ်နောက်ပြီးတော့မှဆရာတို့ mic ထိုကိုအရင်ဆုံးနောက်ဆုံးမှတင်ပေးလိုက်တယ်ပေါ့နော်ပေါင်းတဲ့ခါကျရင်ပေါ်ရောအီယာဝ prio မိုက်ထို prio နော်စာလုံးပေါင်းတဲ့ခါကျရင်လည်းပဲအဲ့လိုမျိုးပေါ့နော်အစီလိုက်ပေါင်းပေးရမယ်နော် b ရယ်b ရယ်တရရယ်အတရယ်ဝနယူရယ်နော်တကယ်လို့အတမပေါဆိုရင် b ရယ်တရရယ်ဝနယူရယ်ပေါ့နော်ဒါအတပါတဲ့အတွက်ကြောင့်မို့ b ရယ်တရရယ်ဝနယူရယ်တွဲပေးရမယ်โอเคနော်နောက်တစ်လုံးကြည့်အောင် rail 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 အဲ့ဒီ rail ဆိုတဲ့ထက်မှာပြောတဲ့အချိန်မှာပေါ့နော်ဆရာတို့ရှောက်လိုက်ပေးရမှာဘာဖြစ်လို့ဆိုတော့ raw ရဖြစ်တဲ့ကြောင့်မို့လက်မြန်တာပေါ့နော်မြန်သည်သို့မဟုတ်လက်မြန်သည်နော်မြန်တယ်အဲ့တော့မြန်လှုပ်လို့ပြောချင်တယ်ဆိုရင် time rail rail နော်အဲ့လိုမျိုးပြောတယ်ပေါ့နော် time rail rail နွိုင်းနော်မြန်လှုပ်ပေးပါမြန်လှုပ်ပါအဲ့လိုမျိုးပေါ့နော်အဲ့တော့ rail ကိုဘယ်လိုပေါင်းလဲဆိုတော့ raw a war rail ဒါကစရ A နဲ့အပေါ်မိုင်းတိုက်ခိုးကစရ A ကနေလာထားတာเนาะအတန်တူတရစရ A ကနေလာထားတယ်အနောက်မှာ war ကအတဖြစ်တယ်အဲ့တော့ပေါင်းတဲ့ခါကျရင် raw A war rail မြန်ဆန်သည်လေမြန်သည်မြန်ဆန်သည်တော့เนาะโอเคနောက်လုံးကြည့်အောင်လျောဆိုတာကိုယ်ရယ်ပေါ့เนาะကိုယ်ရယ်လျောဆိုင်ဆိုတာဘယ်ကိုယ်လျောခွာဆိုတာညာကိုယ်ပေါ့เนาะไม่ต้องเลี้ยวဆိုတာကိုယ်ကြမလို့ပေါ့နော်เลี้ยวဆိုတာကိုယ်တာเลี้ยวမိုက်ထုတ်တင်ထားတယ်မိုက်တတိတန်ထွက်ပေးရမှာပေါ့နော်ပေါင်းတဲ့ခါကျရင်လာအီယာဝเลี้ยวမိုက်ထုတ်เลี้ยวလာအီယာဝเลี้ยวမိုက်ထုတ်เลี้ยวကိုယ်တီဘယ်ကိုယ်တဲ့ဆိုရင်เลี้ยวซ้ายဘယ်ဆိုတာကซ้ายညာဆိုတာကขวาအဲကြောင့်မို့เลี้ยวซ้ายဆိုတာဘယ်ကိုကွေ့လို့ပြောတာပေါ့နော်เลี้ยวขวาညာကိုကွေ့ไม่ต้องเลี้ยวဆိုတာကွေ့စရာမလိုဘူးเนาะအဲ့ဒါမျိုးပေါ့နော်အရှိမကွေ့ဆိုတော့เลี้ยวข้างหน้าเนาะအရှိမကွေ့ရမယ်လို့ပြောချင်တယ်ဆိုရင်ต้องเลี้ยวข้างหน้าအဲ့တော့အတန်ထွက်ကိုပြအောင်ပြောစေချင်တယ်เลี้ยวရှောက်လိုက်စရာမလိုဘူးเลี้ยวလည်းမဟုတ်ဘူးเลี้ยวဆိုတာမိုက်ထုတ်တန်ဖြစ်သွားလိမ့်မယ်เนาะအဲ့တော့เลี้ยวဆိုတာအဲ့လိုမျိုးမိုက်တရိတန်ထွက်ပေးရတယ်โอเคเนาะကိုယ်တီပေါ့เนาะဘယ်ကိုယ်ညကိုယ်အဲ့ဒါကိုပြောတာเนาะနောက်တစ်ခုကြည့်မယ်เสื้อแขนยาวเสื้อแขนยาวเสื้อแขนยาวเสื้อဆိုတာအင်ဂျီแขนဆိုတာလက်ကိုပြောတာเนาะလက်ကိုပြောတာยาวဆိုတာရှိတယ်အဲ့တော့เสื้อแขนยาวဆိုတာအင်ဂျီလက်ရှိပြောတာပေါ့เนาะအင်ဂျီလက်ရှိကိုเสื้อแขนยาวအင်ဂျီလက်ရှိတကယ်လို့အင်ဂျီလက်ရှိကိုเสื้อแขนยาวလို့ပြောတဲ့ဆိုရင်ရောဒါဆိုရင်အင်ဂျီလက်တို့ရောเสื้อแขนสั้นလို့လည်းပြောရเนาะเสื้อแขนสั้นလို့ပြောလို့ရနော်အင်ဂျီလက်တို့ကအင်ဂျီလက်ရှိကကြတော့เสื้อแขนยาวအဲ့ဒါပေါင်းပြမှာနော်စောเสือไม่ถูกเสื้อคอเอนอแขนยออาวอยาวเสื้อแขนยาวเสื้อแขนยาวအင်ဂျီလက်ရှိပေါ့နော်အဲ့ဒါပြန်ပေါင်းပါမယ်စောเสือเจ้าပြောတာမိုက်ထုတ်တင်လိုက်ရင်เสื้อ
အင်ဂျီလိုတဲ့ပဲရပါတယ်คอเอနော်แขนအမြင့်တန်တဲ့ပေးရတယ်ကျတော့တန်တဲ့ပေးရတယ်လက်ပေါ့နော်ยออาวอยาวเสื้อแขนยาวအင်ဂျီလက်ရှိ